ကျွန်တော်မြန်မာပြည်ပါကျွန်တော်တို့မနေ့ကအစလေးကံပေါင်းကနေပြီးတော့ကျွန်တော်လေ့ကျင့်ခန်းလေးလုပ်ပြီးဒီလိုလေးဒီလိုလေးကောင်းပါလေမြန်မာပြည်မကောင်းတာမရှိဘူးလူတွေပဲမကောင်းတာပဲလူတွေကောင်းရင်ကဘာကြီးလည်းအေဂျင့်โอเค you know โอ้มันดีประมาณโอ้ยเลยoh sorry ตอนนี้ဘာကြည့်ရလဲလို့ဘာကြည့်ရလဲဆင်းဘာကြည့်ရလဲကျွန်တော်စပင်းလေးလာကျွန်တော် fit ဘင်းကိုကျွန်တော် break တက်ထားတယ် fit မနှင်းတက်လို့ဒါကျွန်တော်ရဲ့ border ကြီးဖော်လိုက်ရလို့ဘာလို့ဘာရအောင်ညရအောင်ပါokay thank you ဒီစေရလိုင်းလောက်စဟုတ်တယ်နော်ကိုခင်းနဲ့တူလိုက်လို့ဆိုတော့မင်းကအဲ့ဒီတော့ဟိုကဒီလိုရှိတယ်အဲ့တော့ okay မနက်ခင်းအဆောက်ကျွန်တော်တို့ကံပေါ်မှာလေ့ကျင့်ခန်းလုပ်ကြလေးနဲ့စားလိုက်တယ်စိတ်ပေါ်ပါဟောပြီလမ်းဆောင် okay အဲ့တော့နောက်ချက်ကျွန်တော်ရလေလာရှောင်းလူအများကြီးပဲသူများပြေးနေတယ်good you're good baci đi con isi đấy nhiều sần tùy đi con isi về đấy đi vào cái chuyện chào đi